မချမ်းရေဘာတွေဖြောနေတာလဲအနံ့လေးကမှုေးနေတာပဲနော်ဒါက customer က cheese လေးနဲ့ပိန်းဥနဲ့အရသာဆက်တာတောက်ချင်တယ်ဆိုလို့ဖြောပေးမလို့လေအဲ့ဒါဆိုရင်ဆိုင်ဖွင့်ထားတဲ့လူတွေအတွက်လည်းဖြောပြပေးပါလားမချမ်းချစ်တယ်လို့အရင်ပြောချစ်တယ်โอเคဒါဆိုရင်တချို့ဆိုင်ဖွင့်ထားတဲ့သူတွေအတွက်လည်းရောင်းအားတိုးချင်တယ်အသစ်အစမ်းလုပ်ချင်တဲ့သူတွေအတွက်ကတော့ comment မှာ1လို့ရေးမယ်ပြီးတော့လို့ရှိရင်အတူတူလာကြည့်လားပိန်းဥကိုတော့ချန်15မီလီနှစ်စွန်းထည့်တယ်ပြီးတော့လို့ရှိရင်ရေနွေး60မီလီထည့်မယ်နော်ဒါလေးက customer အရင်ကြိုက်တယ် cheese နဲ့ဆက်ပြီးတဲ့ဟာလေးပေါ့နော် cheese အမှုတ်ပေါ့နော်โอเคပြီးတော့လို့ရှိရင်ရေကို15မီလီနှစ်စွန်းထည့်တယ်။ဟိုအမြုပ်ရိုက်တဲ့ဆက်လေးနဲ့မှွေပေးမယ်နော်။ပြီးတော့လို့ရှိရင်နွားနို့50မီလီထည့်မယ်။ဥစီကို30မီလီထည့်မယ်နော်။နှစ်မျိုးပေါင်း80မီလီ။ဒီနှစ်မျိုးကိုရောမှွေလိုက်မယ်။နောက်ဆုံးမှာအရသာဆက်ထားတဲ့ cheese ထည့်လိုက်နော်ကဲဒီလောက်ဆိုရပြီသုံးမှာတော့ပိန်းဥအမှုတ်လေးနဲ့အလှဆင်မယ်နော်ဒါဆိုရင်တော့အရင်အရသာကောင်းတဲ့ပိန်းဥ cheese လေးရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ဆိုင်မှာဆိုရင်တော့9500ရောင်းတယ်ပေါ့ဒီအရသာကအရင်ကိုအရသာကောင်းတယ်ပြီးတော့ဆိုင်ကရောင်းတဲ့အရသာအတိုင်းကိုနီလန်းလေးကိုပြောပြပေးလိုက်ပြီးအဲ့တော့ကိုယ့်ရဲ့ဆိုင်မှာအသစ်အစမ်းတင်ချင်တဲ့သူတွေဆိုရင်တော့ဒီနီလန်းလေးအတိုင်းတင်သွားလို့ရပြီအခုမှအေးပိုင်းကိုစတင်လုပ်ဖို့စဉ်းစားနေတဲ့သူတွေဘယ်လိုလေ့လာရမလဲလို့မေးတဲ့သူတွေအတွက်ကတော့ဖြော်နီ business VIP online class တင်တဲ့ဒီသင်တန်းကအပြင်သွေးမှာတင်တယ်လို့အသေးစိတ်ကိုတင်ထားပြီးတဲ့ပုံမှန်ဆိုရင်တော့သင်တန်းကြီးက2,900စီတဲ့ဒီဗီဒီယိုကနေကြည့်ပြီးတော့မှလက်အပ်ချင်တယ်ဆိုရင်တော့2,500နဲ့ရတဲ့အပြင်စာအုပ်တစ်စုံလက်ဆောင်ရသွားမယ်အားလုံးကိုကျေးဇူးတင်ပါတယ် customer အတွက်သွားပေးလိုက်ပါဦးမယ် bye bye